Tata chita niku monma mya alome mengla ba. UCAP video editing 002 ma jozo ba de. Tata ga sokha phit ba de. Di ne video re dabong re PC Korea re apyan acha 3 ဝင်တဲ့အရာတွေကိုထည့်သွင်းပြီးတော့ editing လုပ်ပါမယ်ရှစ်ဆက်မသွားခင် Facebook မှာ video တွေ tutorial တွေကိုကြည့်မယ်ဆိုရင် clear mode နဲ့ကြည့်စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ clear mode နဲ့ကြည့်မယ်ဆိုရင်အပြည့်မြင်အောင်လုပ်ပါ။ဒါက clear mode မလုပ်ခင်ရှုပ်ရှက်ခတ်နေတဲ့အရာတွေဖြစ်ပါတယ်။ clear mode ကိုလုပ်ချင်အောက်ကအဆက်လေး30ကိုနှိပ်ပြီးတော့ clear mode ကိုနှိပ်လိုက်ပါ။ကဲဒါဆိုရင်ရှင်းရှင်းလင်းလင်းမြင်ရပြီပေါ့။ editing ဘက်ကိုပြန်သွားကြရအောင်မျိုးပထမဦးစွာ UCAP app ကိုဖွင့်ပါအပေါင်းလက္ခဏာစက်ဝိုင်းလေးကိုနှိပ်ပြီးတော့ new project ကိုရွေးပါဒီမျက်နှာပြင်အပေါ်ပိုင်းမှာကျွန်တော်တို့ recent ယခုအချက်လက်နဲ့ material ထည့်စရာပစ္စည်းဆိုပြီးရှိပါတယ်ယခုကျွန်တော်တို့ recent မှာရှိနေပြီး video တွေဓာတ်ပုံတွေအလုံးစုံရှိပါတယ်ဒါတွေကနေပြီးတော့ရိုက်ထားတဲ့ video တွေဓာတ်ပုံတွေကိုထည့်သွင်းပါမယ်အရင် tutorial video မှာဓာတ်ပုံထည့်တာကိုပဲတင်ပြခဲ့ပါတယ်ဒီနေ့တော့ video ဓာတ်ပုံပြင်အနေငယ်အကျယ်တဝင့်တင်ပြချင်ပါတယ်ဗီဒီယိုတွေဓာတ်ပုံတွေမထက်ခင်မှာ material မှာဘာရှိလဲဆိုတာဝင်ကြည့်ပါမယ်အဲ့ဒီထဲမှာ color beginning ending blend love glitch transition scenery festival space green screen fun and fade တို့ရှိပါတယ်ဟာဗျာအရန်ကိုကောင်းပြီးတော့အသုံးဝင်တဲ့အရာတွေပါပဲအဲ့ဒါတွေအားလုံးက free ဖြစ်ပြီးတော့ video editing လုပ်တဲ့အခါအသုံးဝင်တဲ့အကျိုးပြုတဲ့အရာတွေပါ okay ကျွန်တော် recent မှာသွားပြီး video တစ်ခုထည့်ပါမယ်ဒီမှာတော့ဗီဒီယိုကိုညှိဖို့အတွက်ဘေးနားတစ်ခုမှာရွှေ့လို့ရပါတယ်လောက်ကြည့်ကြပါပြီးရင် play ကိုနှိပ်ပြီးတော့ဖွင့်ကြည့်ပါထပ်ညှိချင်တဲ့ပတ်ဆိုရင်ဆက်ပြီးတော့ပြင်ဆင်ဖို့အချိန်ယူပြီးဆက်လုပ်ပါကြိုက်ပြီးညှိပြီး adjust လုပ်ပြီးဆိုရင်အမှတ်ချစ်ကိုနှိပ်ပြီးထည့်သွင်းပါဘယ်ဘက်အောက်ပိုင်းမှာဗီဒီယိုတစ်ခုရွေးချယ်ထားတာကိုသင်တွေ့ပါလိမ့်မယ်ဗီဒီယိုတွေထပ်ထည့်ချင်ညှိချင်တယ်ဆိုရင်ထပ်ရွေးရပါလိမ့်မယ်အခုကဗီဒီယိုတစ်ခုကိုပဲထည့်ပါမယ်ညာဘက်ပြတဲ့မြားကိုနှိပ်ပါကထည့်သွင်းလိုက်ပါပြီဖွင့်စမ်းကြည့်ပါ edit panel မှာ zoom in zoom out ချက်မယ်ချုပ်မယ်လုပ်ဖို့ကျွန်တော်တို့လက်ချောင်းလေးကို hotty လို့လည်းလုပ်လို့ရတယ်ပြီးရင် hotty လို့လည်းလုပ်လို့ရတယ်ပြီးရင် hotty လို့လည်းလုပ်လို့ရတယ်အဲ့ဒါကကျွန်တော်တို့ဖုန်းမှာဖြစ်ဖြစ် tablet မှာဖြစ်ဖြစ် iPad မှာဖြစ်ဖြစ်လုပ်လို့ရပါတယ်ဒီမှာတော့ edit panel ကို zoom in zoom out ချက်တွင်အောင်လုပ်မယ်ကြောက်အောင်လုပ်မယ်အဲ့ဒါတွေကိုလုပ်ဖို့လက်နှချောင်းဖြင့်ရွှေ့ရပါမယ်ဗီဒီယိုကို select ရွေးပြီးခုနကလုပ်သလိုမိမိလိုသလိုဗီဒီယိုကိုညှိမယ်တူအောင်လုပ်မယ်ဖြတ်ပစ်ခြင်းတဲ့အားလုံးလုပ်လို့ရပါတယ်ဒီမှာဗီဒီယိုတွေထပ်ထည့်ခြင်းနဲ့ဆိုရင်ဘယ်ဘက်အောက်ခြေတောက်မှာရှိတဲ့အပေါင်းလက္ခဏာလေးကိုနှိပ်ပြီးထည့်သွင်းပါကျွန်တော်ကနောက်ဗီဒီယိုတစ်ခုထည့်ပါမယ်အခုဆိုရင်အရှိကဗီဒီယိုတစ်ခုလို edit panel မှာ adjust လုပ်မယ်တူအောင်လုပ်မယ်ဖြတ်ပစ်မယ်မိမိကြိုက်သလိုလုပ်လို့ရပါတယ်သို့မဟုတ်တီးတန့်ညှိချင်တဲ့ပါဆိုလဲညှိလို့ရပါတယ်ဗီဒီယိုကို select လုပ်ပြီးကတ်ချီပုံ trim ကိုနှိပ်ပါဒီမှာလည်းပဲ trim cut split လုပ်ပြီးမိမိနဲ့တက်သလိုဖြည့်ညက်ကတ်လုပ်ပါအခုကျွန်တော်တို့ထပ်ပြီးတော့ဗီဒီယိုတွေကိုထပ်ပြီးတော့ညှိကြမယ်ကျွန်တော်တို့လိုတလောက်လည်းဖြည့်ညက်ကတ်လုပ်ပါမယ်ဗီဒီယိုတွေထည့်ပြီးတော့ကျွန်တော်ဖြည့်ညက်ကတ်လုပ်ပါမယ်ခင်ဗျာဗီဒီယိုနှစ်ခုကြားမှာ backslash ကိုနှိပ်ပြီး transition ကူးပြောင်းခြင်းထည့်ပါမယ်မိမိလိုချင်တဲ့ transition style ကိုရွေးထည့်ပါအခြားဗီဒီယိုနှစ်ခုကြားမှာလည်း transition ထည့်ပါဗီဒီယို transition အားလုံးထည့်ပြီးပါပြီခင်ဗျာအခုကျွန်တော်နောက်ခံတစ်ထည့်ဖို့ ukulele ကိုတီးပြီးတော့အတန်ဖမ်းမှာဖြစ်ပါတယ်ကျွန်တော်ကဖုန်းကိုအသုံးပြုပြီးတော့အတန်ဖမ်းမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းမှာရှိတဲ့ voice recorder ကိုဖွင့်ပြီးတော့အတန်ဖမ်းမယ်နော်ကဲစကြရအောင်ဖုန်းတွေက voice recorder ကိုဖွင့်ပြီးတော့ record စလုပ်ပါအခုအတန်ဖန်ထားတဲ့သချင်းကိုနာမည်ပေးပြီး save တင်ထားပါမယ်အခုဓာတ်ပုံတွေကိုထည့်ဖို့နောက်ဆုံးဗီဒီယိုကိုနှိပ်ပြီးအပေါင်းလက္ခဏာကိုနှိပ်ပါဓာတ်ပုံတွေရွေပြီးထည့်ပါဓာတ်ပုံတစ်ပုံရဲ့ကြာချိန်ဘယ်လောက်ရှိလဲဆိုတာ play ပြီးတော့ဖွင့်ကြည့်ပါဓာတ်ပုံကြာချိန် timeline adjust လုပ်ပါဖွင့်ကြည့်ပြီးတော့ကြာချိန်ကိုတွင်လိုသလိုညှိပါ transition ကိုလည်းဓာတ်ပုံကြားမှာထည့်ပါ
ဓာတ်ပုံကြားထဲမှာတစ်ခုချင်းစီထည့်လို့ရတယ်လို့အကောင်လုံးအတွက်ပေါင်းထည့်လို့ရပါတယ် apply to all 3ပါခွင့်စံကြည့်ပါ transition နဲ့ timeline ကိုအကဲဖြတ်ပြီးတော့လိုရင်လိုသလိုပြန်ညှိပါအခုနောက်ခံတေးထည့်ဖို့အချိန်ရောက်လာပါပြီချင်းတန်စင်နှုတ်ကိုနှိပ်ပြီးခုနကအသံဖမ်းထားတဲ့ချင်းကိုရွေးထည့်ပါ use ကိုနှိပ်ပြီးတော့ထည့်လိုက်ပါဖွင့်စမ်းကြည့်ပါနောက်ခံတေးအသံအတူးအကျယ်ကိုညှိပါနောက်ခံတေးကိုဆက်လက်လုပ်ပြီးတော့ volume ကိုနှိပ်ပါအတူးအကျယ်ကိုညှိပေးပါပြီးပါကအမှန်ချစ်ကိုနှိပ်ပေးပါနောက်ခံတေးကိုရွေးပြီးအစတိုးတိုးအဆုံးတိုးတိုးလုပ်ဖို့ fade adjustment ကိုလုပ်ပါ fade in fade out bar ကိုညှိပါပြီးပါကအမှန်ချစ်ကိုနှိပ်ပေးပါပုံနေတဲ့ background music ကို select လုပ်မြင်းချပြီးတော့ split လုပ်ပြီးတော့ delete လုပ်ပေးပါအခုဆိုကျွန်တော်တို့ video project အဆုံးသတ်ဖို့အချိန်ရောက်ရှိပါပြီအပေါ်ညာဘက်တောက်မှာရှိတဲ့ save ကိုနှိပ်ပါပေးထားတဲ့အတိုင်း default setting ဖြစ်တဲ့ resolution frame rate quality ကိုပဲသုံးပါမယ် save ကိုနှိပ်ပြီးတဲ့အထိကိုစောက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ project 2 video တစ်ခုကိုဖန်တီးလို့ပြီးပါပြီခင်ဗျာဒါကတော့ဒီနေ့ဖန်တီးထားတဲ့ project video ဖြစ်ပါတယ် Oh my god စကြပါခင်ဗျာ La play class segura la onodi pasa amula abi sageda desadori yaguti e oko ကဲညီကိုမောင်နှမများနောက် video editing မှာပြန်ဆုံကြရအောင်အဆင်ပြေကြပါစေခင်ဗျာ peace